လွန်ခဲ့တဲ့နှစ်တွေမှာတော့ဝါချင်းဟာကောင်မလေးဖြစ်တဲ့ချွဲကာယွန်းကိုကြောင်းလိုက်ပေါ်ရင်စကားတွေပြောကပျော်ရွှင်နေကြပါတယ်။ဝါချင်းဟာဂါယွန်းကိုအမြဲတမ်းကာကွယ်ပေးမှဖြစ်ကြောင်းပြောနေတဲ့အချိန်ဂါယွန်းကဆက်လက်တောင်းနေတဲ့ចောင်းသားအုပ်စုကိုတွေ့လိုက်ရတာကြောင့်လူကြီးတွေကကလေးတွေကိုကြောက်နေရင်လောကကြီးပျက်စီးကုန်လိမ့်မယ်ဆိုတဲ့ဂါယွန်းရဲ့အမှုအတိုင်းစုံမဖို့ထွက်သွားပါတယ်။ထွက်မသွားခင်မှာလည်းဘာပဲဖြစ်လာကာကွယ်ပေးဖို့ဝါချင်းကိုမှာခဲ့ပါတယ်။ဝါချင်းဟာအဲ့ဒီအတွေးတွေနဲ့အတူဆီယမဂါယွန်းရဲ့တေဆုံးမှုတရခွင်ကိုရောက်ရှိနေခဲ့ပြီးရှင်းတွေရဲ့အတန်ကိုနားထောင်နေပါတယ်။ကျောင်းတွင်အကြမ်းဖက်မှုနဲ့တန်တရားရှိနေသူဂျိုဂီချောကိုဆီယမကောင်ယုံကအသက်တိရှိစွာနဲ့ပြောဆိုဆုံးမခဲ့ပေမဲ့အတန်းမော်တွေပါမကကျောင်းဆရာတွေကပါကြောက်ရွံ့နေရတဲ့ဂျိုဂီချောဟာဆီယမကောင်ယုံပေါ်ရက်ဆက်စွာနဲ့မလုပ်တဲ့လုပ်ရက်ကိုလုပ်ခဲ့ပါတယ်။တရားခံတရားအနေနဲ့နောက်ဆုံးစကားကိုပြောခိုင်းတဲ့အခါမှာဂျိုဂီချောဟာသူ့လုပ်ရက်ကိုမြင်အောင်ရင်ဆီယမကောင်ယုံကိုချစ်မြတ်နိုးခဲ့ပါတယ်လို့ပြောလာတာကြောင့်ဟွာချင်းကတစ်ချက်မော်ကြည့်လိုက်ပါတယ်။ကျူးလွန်သူဟာနောင်တကြီးစွာရှိတဲ့အပြင်အသက်မပြေသေးတဲ့သူပါဖြစ်နေတာကြောင့်ထောင်ဒဏ်ကို2နှစ်ကနေ4နှစ်အထိသာချမှတ်လိုက်ပါတယ်။တရားခွင်ပြီးသွားတဲ့နောက်ဝါချင်းဟာရုံးထုတ်လာတဲ့ဂျိုဂူချောကိုကားနဲ့တိုက်ပြီးအဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့ကားတစ်စီးကအရှိကဖြတ်ဝင်လာပြီးတားဆီးလိုက်ပါတယ်။အဲဒါကြောင့်ဝါချင်းကကားပေါ်ကနေစိတ်ကဂျိုဂူချောအနာကိုကတ်သွားခဲ့ပေမဲ့ချွဲကန်စော့ကဝင်တားနေခဲ့ပြီးဂီယူချောကတော့အေးဆေးစွာနဲ့ကားပေါ်တက်သွားတာကိုကြည်ရင်ဝါချင်းဟာရင်ထဲကနာကြီးစွာအော်ဟစ်နေပါတယ်။ချွဲကန်စောကတော့ဝါချင်းကိုမင်းအခုလိုတွေလုပ်နေလို့ဂါယွန်းဟာအသက်ပြန်ရှင်လာမှာမဟုတ်ပဲမင်းရဲ့အမားလည်းမဟုတ်တာကြောင့်နောင်ရမရပဲနဲ့အလွယ်လန်းကိုမလိုက်ပဲမှန်ကန်တဲ့ဖြည့်ရှင်းနည်းတွေရှာဖွေဖို့တေချာရှင်းပြနေပါတယ်။လူကြီးတွေကကလေးတွေကိုကြောက်နေရင်လောကကြီးပျက်စီးသွားမယ်လို့ပြောခဲ့တဲ့ဂါယွန်းကိုအရှက်မရစေပဲမကြခင်မှာသူဟာပညာရေးဝန်ကြီးဖြစ်တော့မှမို့ ERBB ကိုဖွဲ့စည်းသွားမှာဖြစ်ကြောင်းအဲ့ဒါကဂါယွန်းအတွက်ငါလုပ်ပေးမယ်နီလန်းဖြစ်ပြီးမင်းမခံစားနိုင်တော့တဲ့အချိန်ငါစီကိုလာခဲ့လိုက်လို့ပြောနေခဲ့ပါတယ်အခုလက်ရှိအချိန်မှာတော့ဟွာချင်းနဲ့ချွဲကန်စောဟာနောက်ထပ်ပြစ်မှုထင်ရှားတဲ့အကြောင်းကိုကြည့်နေခဲ့ပြီးအဲ့ဒီအကြောင်းမှာဆရာကကျောင်းသူကိုလိန်အကြမ်းဖက်ခဲ့တာဖြစ်ပြီးအမှုဖြစ်ပွားပြီးတဲ့နောက်ဆရာဖြစ်သူကအလုတ်ထွက်သွားကကိုအဆုံးစီရင်သွားပါတယ်အဲ့ဒါကကျောင်းသူဘက်ကနေတူးတဲ့ထွက်ဆိုချက်တစ်ခုသာဖြစ်ပြီးစုံစမ်းစစ်ဆေးခြင်းလည်းမလုပ်ဘဲလူထုတရက်ခွင်နဲ့ပြီးသွားတာဖြစ်ပါတယ်လူထုတရက်ခွင်ဆိုတာ social influencer တွေကနေတင်လိုက်တာကြောင့်ပြန့်နှံ့သွားခဲ့ပြီးလူထုအမြင်နဲ့ပြောဆိုကပြစ်မှတ်ထားခံရတဲ့ဆရာဟာဘာပြောအသုံးဝင်တော့ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်အခုခေတ်မှာဆရာတွေအကြောက်ဆုံးကလည်း social media ဖြစ်နေပြီးကျူးလွန်ခံရတဲ့ကျောင်းသူဟန်ယရီရဲ့ social media ကနေတဆင့်အမှုကပြန့်သွားခဲ့တာဖြစ်ပါတယ်Yeri ရဲ့ follower ကလည်း6သိန်းလောက်ရှိနေခဲ့တာကြောင့်ခဏလေးအတွင်းမှာပြန့်နှံ့သွားတာဖြစ်ကြောင်းဟန်ယရီရဲ့ဗီဒီယိုကိုကြည့်ရင်ပြောနေကြပါတယ်Yeri ကတော့ live လွှင့်ရင်စာသင်ခန်းနဲ့ရောက်လာပြီးတငယ်ချင်းတွေနဲ့မိတ်ဆက်ကတငယ်ချင်းဆိုရောင်းရဲ့အကောင့်ကိုလည်း follow ခိုင်းနေတဲ့အချိန်ဆီယာမကစာသင်ချိန်စနေပြီဆိုက Yeri ရဲ့ဖုန်းကိုသိမ်းလိုက်တာကြောင့် live လွှင့်နေတဲ့အချိန်အခုလိုသိမ်းလိုက်တဲ့အတွက်ဆိုရောင်းက Yeri ကိုလူတွေမုန်းသွားမှဖြစ်ကြောင်းပြောဆိုနေပေမဲ့ဆီယာမကတော့တင်ချာစာအုပ်ထုတ်ဆိုကစာသင်နေပါတယ်အတန်းပြီးသွားတဲ့အခါမှာတော့တင်ချာဆီယာမကို Yeri ရဲ့ social media ကိုမတွေ့ရသေးဘူးလားဆိုကဗီဒီယိုတစ်ခုကိုဆရာတယောက်ကလာပြနေပါတယ်အဲ့ဒီဗီဒီယိုထဲမှာတော့ဆိုရောင်းရဲ့စပင်ကိုဆီယာမကကတ်ကြီးနဲ့အတင်းညက်နေတဲ့ပုံစံဖြစ်နေပေမဲ့အမှန်တကယ်ကတော့ဆိုရောင်းရဲ့ခေါင်းမှာ PK ကတ်နေတဲ့အတွက်ခွာပေးနေရကြောင်းပြောနေတဲ့အချိန်မနေ့ကဆီယာမတယောက်လည်းဖုန်းကိုသိမ်းလိုက်တာကြောင့်တက္ကသိုလ်ကတငယ်ချင်းတွေနဲ့ရက်တောင်းနေတဲ့အချိန်ယောက်ျားတွေနဲ့ဘလူးနေတဲ့ထင်ရအောင် Yeri ကတင်းခဲ့တာဖြစ်ကြောင်းဆီယာမတယောက်ကဝင်ပြောပြနေပါတယ်အဲ့ဒီအကြောင်းကိုကြားလိုက်တဲ့အခါနောက်ကနားထောင်နေတဲ့ Yeri ရဲ့အတန်းပိုင်ဆရာကသူပြောပေးမှဖြစ်ကြောင်းပြောပြလိုက်ပါတယ်အတန်းမိုင်ဆရာကလည်း Yeri ကိုအခုလိုနားလည်မှုလွဲနေတာတွေကိုပြန်တင်ပေးဖို့ပြောနေခဲ့ပြီး Yeri ကတော့သူတမင်လောက်တာဖြစ်ကြောင်းဆွဆွဲနေတာလားလို့ပြန်မေးနေခဲ့ပေမဲ့အတန်းမိုင်ဆရာကသူမြင်လိုက်တာရှိကြောင်းပြောပြလာပါတယ်။အဲ့ဒါကတော့ Yeri နဲ့ဆိုရောင်ဟာတင်ချာဆရာမဖြစ်တဲ့ဆရာမကြောင့်ကိုတမင်အဆက်ခွဲဖို့အဲ့ဒီလုပ်နေတာကိုမြင်လိုက်ရတာဖြစ်နေပြီး Yeri ကအရင်ကအခုလိုမဟုတ်ပဲဆရာမတွေကိုရိုသေလေးစားလေးရနဲ့အခုမှဆရာတွေကိုဘာလို့မုန်းနေတာလဲလို့မေးနေခဲ့တာကြောင့် Yeri ကတစ်ချက်ရီလိုက်ကပြန်တင်ပေးဖို့စဉ်းစားကြည့်မယ်ပြောရင်ထွက်လာခဲ့ပါတယ်။အပြင်ကိုရောက်တဲ့အခါ Yeri ကကျဲသေးတွေကိုဖြုတ်ရင်ဘက်ကိုဟာကတန်းမိုင်ဆရာကလိန်ပိုင်းဆိုင်ရာနိုင်ကြည့်ခဲ့ကြောင်းသူ့ရဲ့ social media မှာတင်လိုက်ပါတယ်။အဲဒီဗီဒီယိုကိုကြည့်ပြီးတန်းမိုင်ဆရာတယောက်ထိတ်လန့်နေခဲ့ပြီးမကြခင်ဖုန်းတွေ message တွေဝင်လာကစိတ်သက်ကြနေတဲ့အချိန် influencer တဦးကပါဗီဒီယိုတွေလာရိုက်နေပါတယ်။ညဘက်ရောက်တဲ့အခါမှာလည်းမိမဖြစ်သူကတောက်လျှောက်ဖုန်းတွေခေါ်နေခဲ့ပြီးသူ့ရဲ့အိမ်ရှိမှာလူတွေလာရောက်တောင်းကျမ်းနေကြောင်း message တွေပို့ကပြောနေတာကြောင့်အိမ်ပြန်ဖို့ထွက်လာတဲ့အချိန်မှာလည်းကားမှာပါဆဲဆိုထားတဲ့စကားလုံးတွေတွေးလိုက်ရတဲ့အတွက်ကားထဲမှာပဲညာတွင်ချင်းတက်တည်သွားခဲ့ပါတယ်အတမန်ဆရာရဲ့ဇာဝနာပွဲမှာလည်းတောင်းချနေတာကိုဆရာမကြောင်တယောက်မြင်တဲ့အခါမှာတော့မခံနိုင်တော့ပဲ Yeri ကိုအတမန်ဆရာကိုရောင်းစုကအဲ့လိုမျိုးမဟုတ်တာကြောင့်ရှင်းပြဖို့ဗီဒီယိုအသစ်တင်ခိုင်းခဲ့ပါတယ် Yeri ကတော့မျက်နှာငယ်လေးလောက်ကသမီးကလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတယ်လို့လိမ်ပြောမဲ့သူလို့ထင်နေတာလားလို့မျက်ရည်ကြရင်မေးနေခဲ့ပြီးဆရာကိုရောင်းစုကသမီးကိုထိခံခဲ့တာတော့ဘာမှမဖြစ်သလိုနေပေးစေချင်တာလားဆိုကဗီဒီယိုထဲမှာဆရာမမပါပါအောင် live လွှင့်နေခဲ့ပါတယ်ကျောင်းကြီးက Yeri ကိုခေါ်တွေ့နေခဲ့ပြီးဆရာမကြောင်ကိုနည်းနည်းကူညီပေးဖို့ပြောနေခဲ့တာကြောင့်သမီးဘက်ကကူညီပေးနိုင်တယ်ဆိုပေမဲ့တောင်းဆိုစရာတစ်ခုရှိတယ်ဆိုပြီးအပေးယူလုပ်နေခဲ့ပါတယ်။ Yeri တောင်းဆိုခဲ့တာကတော့ဆုံးသွားတဲ့အတန်းမိုင်ဘိုးရောင်းစုနေရာမှာဆီယမချောင်ကိုအစားထိုးခဲ့ပြီးအတန်းမိုင်စရာမလုပ်ချင်ဘူးလို့ပြောခဲ့တဲ့ဆီယမချောင်တယောက်မျက်နှာပြန်နေရပါတယ်။အဲ့ဒါကို Yeri ကမျက်နှာပြောင်တိုက်ခါဆီယမကျေးဇူးနဲ့ follower တွေများသွားလို့ကျေးဇူးတင်ကြောင်း message ပို့နေပါတယ်။ Yeri က social media မှာတအားနာမည်ကြီးနေတာကြောင့်ဒီเจ้าကိုတာဝန်ယူဖို့အဆင်ပြေပါမလားလို့မေးနေခဲ့ပေမဲ့
ချွဲကန်စောကတော့ဘာပဲဖြစ်လာသူတာဝန်ယူမှာဖြစ်တာကြောင့်ကျင်းစီပေါလို့ဖို့ပြောနေတဲ့အတွက်ဂုံးတယ်ဟာသူ့ပဲနေရာမှာပါဝင်ပေးရမှာလေလို့မေးနေခဲ့ပြီးဟွာချင်းကမိန်းကလေးကြောင့်ဖြစ်လို့မိန်းကလေးတို့အသွင်ယူရမှာပေါ့လို့စနှောက်နေတာကိုဂုံးတယ်ကအတီးကြီးထင်ကမြင်အောင်နေပါတယ်ဝင်းကြီးကလည်းတကယ်ထင်နေတဲ့ဂုံးတယ်ကိုကြည့်ကလောင်ပြုံးနေခဲ့ပြီးဟွာချင်းကိုလုံးစရာရှိတာလုံးဖို့ပြောနေခဲ့တဲ့အတွက်ဟွာချင်းကဒီတစ်ခေါက်မှာတော့သူကိုယ်တိုင်မလုပ်ဘူးဆိုကအတစ်တယောက်ရွေးထားတဲ့အကြောင်းနဲ့ဒီကိစ္စနဲ့အရန်လိုက်ဖက်တဲ့သူဖြစ်တာကြောင့်စစ်စေးရေးမှုနေရာကိုခန့်တဲ့မခန့်တဲ့ဝင်းကြီးကစောင့်ကြည့်စေခြင်းကြောင့်ပြောခဲ့ပါတယ်ဆီယမကြောင့်နဲ့တူအင်ဟန်ရင်ဆိုတဲ့ဆီယမအသေးရောက်ရှိလာပြီးအင်ဟန်ရင်ကချစ်စရာကောင်းတဲ့မျက်နှာကိုလှုပ်ခါသူဟာလေ့ကျင့်ရေးဆီယမဖြစ်တာကြောင့်အကြောင်းသားတွေရဲ့အပြုတ်မှုပေါ်လိုက်ပြီးနတ်သမီးဖြစ်နိုင်တယ်လို့မကောင်းဆိုးဝါးလည်းဖြစ်နိုင်ကြောင်းပြောခဲ့ပေမဲ့တယောက်မှဂရုမစိုက်ဘူးဖြစ်နေပါတယ်ဆီယမကြောင့်ရိုကောခေါ်နေတဲ့အချိန်မှာလည်းအကြောင်းသူတွေကဂရုမစိုက်ပဲလှုပ်ချင်ရလှုပ်နေတာကိုအင်ဟန်ရင်တယောက်ပြုံးလေးကြည့်နေလိုက်ပါတယ်အဲ့ဒီအချိန်ဆိုရောင်းဟာဆီယမအသက်ကိုကောင်းလေးရှိလာ plastic surgery လုပ်ထားတာလားမေးနေခဲ့ပြီးအတန်းထဲကလူတွေပါမေးနေတာကြောင့်ဆိုရောင်းကအနားကိုကတ်ခါသူကအားကစားလုပ်ရတာဝါသနာပါတဲ့သူဖြစ်တာကြောင့်ရင်သားကိုသေးအောင်ခွဲစိတ်မှုလုပ်ခဲ့ရတာဖြစ်ပြီးအတန်းထဲမှာတော့အကုန်လုံးကသေးအောင်လုပ်ဖို့မလိုကြောင်းပြောကဖုန်းတွေကိုသိမ့်မယ်လို့ပြောလိုက်တာကြောင့်ဆီယမကြောင့်တယောက်လန့်သွားပါတယ်အဲ့ဒါတော့ Gio Site ပဲ Yerry က live လွှင့်နေခဲ့တာကြောင့်ဟန်ရင်ကဖုန်းသိမ့်မှာဖြစ်ကြောင်းပြောတဲ့အခါသူ့ကိုကြောင်းအုပ်ကိုယ်တိုင်ကခွင့်ပြုပြီးသားဖြစ်ပေမဲ့ဟန်ရင်ကတော့ဖုန်းတွေကိုသိမ့်မှုသာပြောနေပါတယ်အဲ့ဒါကြောင့် Yerry ကပဲသမီးရဲ့ပရိသတ်တွေကိုကိုယ်တိုင်ပြောဆိုကဖုန်းကိုမျက်နှာရှိထိုးပေးနေတာကြောင့်ဟန်ရင်ကဒဗလကန်ချမ်းနဲ့အတူသိမ်းယူလိုက်ပါတယ်။ Yerry ကိုလန့်နေတဲ့ဆီယမကျောင်းကတော့ဟန်ရင်ကိုယူနေတာလားမေးနေခဲ့ပြီးဟန်ရင်ကတော့ယူနေတာဟာဒီအတန်းကကျောင်းသူတွေဖြစ်ပြီးဆီယမတွေရဲ့အထက်မှာရှိနေသလိုဆီယမတွေကိုလည်းမလေးစားသလိုလုပ်နေတာကြောင့်ဒီကျောင်းသူတွေကိုပညာရေးဆိုင်ရာအခွင့်အရေးချိုးဖောက်တဲ့သူတွေအဖြစ်သတ်မှတ်လိုက်ကြောင်းပြောနေပါတယ်။ပြီးတော့ကိုပြန်မိတ်ဆက်မယ်ဆိုကသူဟာတောင်ကိုရီးယားနိုင်ငံ ERBB အဖွဲ့ရဲ့စစ်ဆေးရေးမှုအင်ဟန်ရေးဖြစ်ပြီးဆိုယုံမင်္ဂလေးအထက်တန်းကျောင်းရဲ့ပညာရေးဆိုင်ရာအခွင့်အရေးချိုးဖောက်တဲ့အပြုအမူတွေကိုအရေးယူမှာဖြစ်တဲ့အတွက်ဖုန်းသိမ်းတာဟာပထမဆုံးလှုံ့ဆော်ချက်လို့ပြောကဖုန်းတွေလိုက်သိမ်းခိုင်းလိုက်ပါတယ်။အဲ့ဒါအပြင် TV မှာပါဒီကျောင်းကို ERBB အဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာထားလိုက်ပြီးဖြစ်ကြောင်းကြေညာနေခဲ့ပြီးအထူးညွှန်ကြားချက်ကတော့ ERBB အဖွဲ့ရဲ့လမ်းညွှန်မှုပုံစံဟာအတိအကျမရှိဘဲစစ်ဆေးတဲ့သူတွေရဲ့ညွှန်ကြားချက်အတိုင်းလုပ်ရမှာဖြစ်တဲ့အပြင်မနာခံရင်လည်းဘလို့ထိခိုက်မှုမျိုးကိုမဆိုတာဝန်ယူမှာမဟုတ်ကြောင်းကြေညာနေပါတယ်။အဲ့ဒါကြောင့်ဟန်ရင်ကမကြည်မနှက်ဖြစ်နေတဲ့ကျောင်းသူတွေကိုအားကစားခိုင်းမှစီထွက်လာခိုင်းနေတဲ့အတွက်ဆီယမကြောင်တယောက်ငေးကြည့်နေရပါတယ်။ပွာချင်းကလည်းဆီယမနားနေကန်းကိုသွားက ERBB အဖွဲ့ကဖြစ်ကြောင်းမိတ်ဆက်နေခဲ့ပြီးကိုရိုင်းမလုံးမိတဲ့ကိစ္စနဲ့ဂုံသိက္ခာထိခိုက်စေတဲ့အပြင်ကိုရေးအချက်လက်ပေါက်ကြားကရုပ်ရည်ကိုဝေဖန်တာမျိုးတွေလိုင်းပေါ်မှာဖြစ်နေမှန်ရှိနေမှန်သိလျက်နဲ့ကလေးတွေရဲ့ social media ကိုကြောက်နေရလို့ဖုန်းကွယ်မထားဖို့ပြောကြနေပါတယ်။ဆီယမတွေကဘာမှပြန်မပြောတာကြောင့် ERBB ကလက်လွှဲယူပြီးစုံစမ်းရမှလားလို့မေးနေတဲ့အခါကျောင်းအုပ်ကြီးကကျွန်တော်တို့ကျောင်းမှာဘာမှပြဿနာမရှိတာကြောင့်လို့ပြောနေတဲ့အတွက်ဆီယမကျောင်းတယောက်လှည့်ကြည့်မိပါတယ်။အဲဒါကြောင့်ဝါချင်းကပဲကလေးတွေကိုလူကြီးတွေကကြောက်နေရင်လောကကြီးပျက်စီးသွားမှာပေါ့လို့ထပ်ပြောလိုက်ပါတယ်။အဲဒါကြောင့်ဘာမှတွေးဖို့မနေပဲစစ်ဆေးရေးမှုဟန်ရင်ကိုဖြစ်ဖြစ်ရင်ဖွင့်လိုက်ဖို့ပြောကြားနေတဲ့အချိန်ကျောင်းသူတွေကိုပုံစံပေးနေတဲ့အတန်တွေကြားလိုက်ရတာကြောင့်ကျွန်တော်ကိုပဲပြောတာပိုကောင်းမယ်အကြောင်းပြောပြလိုက်ပါတယ်။မုံစေးတန်းမှာအေးထိုင်တောက်နေတဲ့ဝါချင်းကိုလက်ဆင်ပေးပြီးပြန်လာတဲ့ဟန်ရင်ကလာရောက်သတင်းပို့နေပါတယ်။ဟန်ရင်ဟာအထူးစစ်စင်ရေးတက်ခွဲကအရန်တက်ချက်ကြီးဖြစ်ပြီးအခုချိန်မှာရဲသားပဲဆိုတာကိုမနှဲပြောနေရကဂုံးထက်ကကြောင်ကြည့်နေတာကြောင့်ဟန်ရင်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဟန်ရင်ကိုလည်းအယူတွေကပဲအနိုင်ယူနိုင်မှာမို့ကြိုက်တော့ယူနိုင်ခွင့်ရှိပေမဲ့ဒီနေရာမှာလူသက်လို့တော့မရကြောင်းပြောနေခဲ့ပါတယ်။တကယ်လို့မင်းတယောက်ကိုတက်ချင်လာရင်တီးခန့်ဆိုတဲ့စကားကိုလက်ဖော်အားမှာသုံးခါရေးဖို့ပြောကြားနေခဲ့ပေမဲ့ဟန်ရင်ကတော့တီးခန့်ဆိုတဲ့စကားလုံးကိုတော့မရေးတတ်တော့တာမို့ဂုံးထက်ကပဲတင် जा ပေးနေရပါတယ်။ပွာချင်းထွက်သွားပြီးတဲ့နောက်ဟန်ရင်ကမိန်းကလေးကျောင်းလေးအတွက်မုံဆိုင်ဟာအနေအများဆုံးနေရာဖြစ်ကြောင်းစားနောက်ထားခဲ့လိုက်ပေမဲ့တကယ်ဖြစ်နေမှန်းကိုမိုးစားစိတ်ချင်းရောက်မှဂုံးထက်တယောက်တီးလိုက်ရပါတယ်။ကျောင်းဆင်းတဲ့အခါချမ်းဝါချောင်ရဲ့တန်းထဲကကျောင်းသူတွေကလည်းပြန်ဖို့လုပ်နေတဲ့အတွက်တန်ရှင်းရေးလုပ်ဖို့အချိန်ကျန်သေးကြောင်းဟန်ရင်ကပြောနေခဲ့ပေမဲ့ယရီကတော့တန်ရှင်းရေးလုပ်အောင်မှသမီးတို့မဟုတ်ပဲဆီယမကသူ့ဘာသူလုံးမပြောထားကြောင်းပြန်ပြောလိုက်ပြီးထွက်သွားဖို့လုပ်နေတဲ့အချိန်ဟန်ရင်ကတန်ရှင်းရေးဆိုတာဖွားတဲ့လူကလောက်ရတာလို့ပြောရင်စောင့်ထုတ်လိုက်ခါအကုန်လုံးကိုတန်ရှင်းရေးလုပ်ခိုင်းနေပါတယ်။ညဘက်ရောက်တဲ့ကဟွာချင်းကဘာတွေထူးသေးလဲလို့မေးနေခဲ့တဲ့အတွက်ဆီယမဟွာချင်းဟာတခုခုကိုအမြဲတမ်းစိုးရင်ကြောက်လန့်နေရပြီးအမြဲတမ်းတုံရင်နေကြောင်းဟန်ရင်ကပြောလိုက်တဲ့အခါဒီကျောင်းမှာရှိတဲ့မိန်းကလေးတွေရဲ့ social media အကောင့်တွေမှာဆီယမတွေကိုအသေးဖြတ်ထားတာရှိမရှိစစ်ဆေးခိုင်းကထွက်သွားခဲ့ပါတယ်။ဟန်ရင်ကလည်းဂုံးတယ်ကိုဝစ်လက်ကြောင်ဘတ်တီပြောကတဆင့်ပြန်ခန်းခဲ့ပြီးဂုံးတယ်အလုံးလုံးနေတဲ့အချိန်သူကတော့အိတ်နေခဲ့ပါတယ်။နောက်နေ့ဆီယမကျောင်းတယောက်စာသင်နေတဲ့အချိန်ဟန်ရင်ကမနေ့ကရှာထားတဲ့အချက်လက်တွေကိုယူလာကမင်းတို့ရဲ့ social media မှာတင်ထားတဲ့ဆီယမတွေကိုလောင်ပြောင်တရော်တဲ့ဓာတ်ပုံတွေဟာဂုံးသိက္ခာညှိုးနှွမ်းစေမှုနဲ့ညှိနေတာဖြစ်တာကြောင့် ERBB ကချိုးဖောက်မှုကိုအရေးယူမှာဖြစ်ကြောင်းပြောနေပါတယ်။အဲ့ဒါတောင်ဆိုရောင်းကသူတို့ရဲ့အကောင့်တွေကိုဝင်ရောက်ရှာဖွေတာကြောင့်လူ့အခွင့်အရေးကြောင့်ပြောနေတဲ့အတွက်သိချင် ERBB ရဲ့ website ကဥပဒေတွေကိုဝင်ဖတ်ကြည့်ခိုင်းကအပြစ်ပေးဖို့အားကစားကွင်းကိုခေါ်နေတဲ့အချိန်ဆီယမကျောင်းကတော့သူ့ကိုမကောင်းသတင်းတွေတင်ထားတဲ့စာရွက်ကိုကြည့်နေပါတယ်။ညနေကျောင်းဆင်းတဲ့အခါနှိကင်းကပုံစံပေးခံထားရတာကြောင့်ပင်ပန်းနေတဲ့ကျောင်းသူတွေက ERBB ကိုဆီယမကျောင်းကအကျဉ်းချုပ်ပြီးခေါ်လိုက်တာထင်ကြောင်းပြောနေတဲ့အချိန်ဆရာကိုရောင်းစုရဲ့အမှုကြောင့်ရောက်လာတာဖြစ်နိုင်ကြောင်း Yerry ကိုအဲ့ဒီလိုလုပ်ခဲ့တာဘယ်သူမှလည်းမြင်တာမဟုတ်ကြောင်းပြောနေရင်
ယေရီရောက်လာပြီးသူ့အကြောင်းပြောနေတာလားမေးနေတဲ့အတွက်ဆိုရောင်းကပဲပြဿနာရှိနေမှာစိုးတာကြောင့် ERBB အကြောင်းပြောနေကြတာဆိုတာထွက်လာခဲ့ပါတယ်ညနေပိုင်းရောက်တဲ့အခါဆီယမကြောင်ကယေရီရဲ့ social media အကောင့်ကသူ့အကြောင်းတင်ထားတဲ့ post တွေကိုကြည့်ကလန့်နေခဲ့ပြီးစီမံဌာနကိုသွားကအလုပ်ထွက်တော့မယ်ဖြစ်ကြောင်းပြောနေတဲ့အပြင်ထွက်လို့မရရင်တော့မှတင်တန်းကျောင်းကိုပြောင်းပေးဖို့ပြောနေခဲ့ပေမဲ့စီမံဌာနကအမျိုးသမီးဟာဆီယမကြောင်ရဲ့တငယ်ချင်းဖြစ်နေပါတယ်။အဲဒါကြောင့်တငယ်ချင်းဖြစ်သူကိုလက်မလျှော်သေးပဲနင်းကအရင်ကအရန်တန်မာကြောင်ပြောနေခဲ့ကတင်တန်းကျောင်းတွေရောထပ်တန်းကျောင်းတွေရောအကုန်တူတူပဲမို့နင်းရဲ့ပုံစံအတိုင်းတစ်ခါလောက်ထပ်မံစူးစမ်းကြည့်ဖို့အားပေးခဲ့ပါတယ်။ဘလောက်ပဲအားတင်းထားပါစေဆီယမကြောင်တယောက်ယေရီကိုမြင်တာနဲ့လက်နေခဲ့ရပြီးယေရီကတော့ထူးထူးဆန်းဆန်းတွေလောက်ကစာလာမေးနေတဲ့အပြင်ဟန်ရင်ကိုလည်းရင်ရင်ကျေးကျေးနှုတ်ဆက်နေတာကြောင့်အကုန်လုံးကြောင်နေပါတယ်။ဆီယမကြောင်စာတင်တဲ့အခါမှာလည်းတခန်းလုံးကထူးထူးဆန်းဆန်းစာတွေလိုက်လုပ်နေခဲ့ကြပြီးအတန်းစိမ့်တဲ့အခါမှာစာတင်ရတာပျော်ဖို့ကောင်းကြောင်ဆီယမကအတင်ပြကောင်းကြောင်တွေချီးကျူးနေတာကြောင့်ဆီယမကြောင်တယောက်ပျော်ရွှင်နေခဲ့ပြီးဟန်ရင်ကတော့ဆီယမကိုဒါဟာလှည့်ကွက်တစ်ခုဖြစ်နိုင်ကြောင်းပြောခဲ့ပေမဲ့အဲ့ဒါတွေကလိန်နာပဲဖြစ်ဖြစ်တကယ်ပဲဖြစ်ဖြစ်ပြောင်းလဲတာပဲလေဆိုက ERBB ကိုကျေးဇူးတင်နေပါတယ်။ညနေကျောင်းဆင်းတဲ့အချိန်ဆီယမကြောင်ကိုယေရီကလာတွေ့နေခဲ့ပြီးအရင်ကသူဆက်ဆံခဲ့တဲ့ပုံစံတွေကိုတောင်းပန်နေခဲ့ကနက်ဖန်ဆီယမနဲ့အတူတူလိုက်လွှင့်ရင်လူတွေထင်လွဲနေတာကိုပြန်ပြောချင်တဲ့အပြင်ရင်းနှီးသွားတာကိုလည်းပြချင်ကြောင်းပြောနေခဲ့ပြီး ERBB ကိုပြန်လုပ်ဖို့ပြောနေပါတယ်။ဆီယမကြောင်ဟာဝေခွဲရခတ်နေတဲ့အချိန်ဟွာချင်းရောက်လာကစကားပြောဖို့ခေါ်လာခဲ့ပြီးဘာကြောင့်နေရှိလို့အဲ့လောက်တွေးဖို့နေရတာလဲလို့မေးနေခဲ့ပါတယ်။အဲ့ဒါကြောင့်ဆီယမကြောင်ဟာယေရီတင်ထားတဲ့ post ကိုထုတ်ပြကဘဏ္ဍကာပဲဖြတ်အမြဲတမ်းပြန်တက်လာပြီးပတ်ဝန်းကျင်မှာကျမကိုအဲ့ဒီလိုလူမျိုးအဖြစ်မြင်သွားကတီးတဲ့အထိငါကအဲ့ဒီလိုမျိုးမဟုတ်ပါဘူးလို့ရှင်းပြရမှာကိုစိတ်ကူနေခဲ့ကြောင်းပြောပြနေခဲ့ပါတယ်။အဲ့ဒီစကားကိုကြားတဲ့အခါဟွာချင်းကကျွန်တော်ရဲ့သရိုးသမီးလောက်ဟာကျောင်းဆရာမဖြစ်ခဲ့ပြီးတော့ကျောင်းသားတယောက်ရဲ့လက်ချက်ကြောင့်အသက်ဆုံးရှုံးခဲ့ရကြောင်းပြောကဂါယုံနဲ့မင်္ဂလာဆောင်အမှတ်တရတွေအပြင်ဒေဆုံးသွားတဲ့ပုံတွေကိုလည်းမြင်အောင်နေပါတယ်။အဲ့ဒါကြောင့်ဆရာကိုရောင်းစုရဲ့ကျောင်းရုံနဲ့ခန်းစားချက်တွေကိုကောင်းကောင်းနားလည်ကြောင်းပြောကဒီကိုလာတာကလည်းဆရာကိုရောင်းစုကြောင့်မဟုတ်ပဲဆရာမကြောင်အတွက်လာခဲ့ကြောင်းပြောပြနေပါတယ်။အဲ့ဒါကတော့ဆရာမကြောင်ရဲ့အခန်းထဲမှာရှိတဲ့ဘတ်စုရင်းဆိုတဲ့ကောင်မလေးဟာဆီယမနဲ့ပတ်သက်တဲ့ကောလာဟာလာတွေတောက်လျှောက်ပြန့်နေခဲ့ပြီးဆီယမဟာအရင်တုန်းကဆေးရထက်တန်စွာနဲ့စာသင်ခဲ့တာကိုပြန်လို့ခြင်းကြောင့်ပြောကတိုင်ကြားစာပို့လာတာကြောင့် ERBB အဖွဲ့ကရောက်လာတာဖြစ်ပြီးစူချင်းရဲ့စာကိုဖတ်ရင်ဆီယမကြောင်တယောက်ဝမ်းနေပါတယ်။အဲဒါကြောင့်ဝါချင်းကပဲဆက်ပြီးကျောင်းမှာကျွန်တော်တို့ကူညီခဲ့တာဟာအရာရည်သာဖြစ်ကြောင်းနောက်ဆုံးကြရင်အမှန်တကယ်လို့ရမှာကကျောင်းဆရာဆရာမတွေရဲ့တာဝန်သာဖြစ်ကြောင်းပြောပြနေခဲ့တဲ့အတွက်ဆရာမကြောင်တယောက်သေချာစဉ်းစားနေပါတယ်။ယေရီကဆရာမကြောင်ဝင်လာတဲ့အခါ live plan မှာလာလို့မေးနေခဲ့ပေမဲ့ဆရာမကတော့အေဂျင့်စွာနဲ့ပဲမလုပ်နိုင်ဘူးလို့ပြောကစူချင်းကိုတစ်ချက်ကြည့်လိုက်ပြီးတော့ပို့စာတစ်ပုဒ်ကိုကြောက်တင်ပုံးမှာရေးကယေရီကိုလာတော့ခိုင်းနေပါတယ်။ယေရီကတော့မှန်ကိုကြည့်ကအလှပြေနေခဲ့ပြီးအနားကိုကပ်လာပြီးပြောတာတော့လောင်ရဲနေတာကြောင့်ဟန်ရင်ကဝင်ပြီးပွဲချမ်းတော့မဲ့အချိန်ဆီယမကြောင်ကဒါကျမရဲ့ကိုယ်ပိုင်အတန်းပဲဆိုကနောက်ဆုံးခိုင်းဖို့ပြောခဲ့ပါတယ်။ဆီယမကြောင်ကပို့စာတွက်ခိုင်းခဲ့ပေမဲ့ယေရီကတော့မတွက်နိုင်ဘူးဆိုကလက်ဝါးကိုပါဖြန့်ပေးနေတာကြောင့်ဆီယမကြောင်ကရုတ်တရက်ရက်လိုက်တာကြောင့်အနောက်မှာရက်နေတဲ့ဟန်ရင်လည်းဟိုးကနေအော်ကစပင်းလေးပါထောင်ကုန်ပါတယ်။အဲ့ဒါတောင်ဇက်တိုက်မလုံးနိုင်ဘူးလို့ဆီယမကိုအော်ဟစ်နေတာကြောင့်လက်ကိုဇက်တိုက်ရိုက်ခါမင်းတို့ကိုအခုလိုမဆုံးမမိတဲ့အတွက်ဆီယမရဲ့အမားတွေကိုပြန်သုံးသပ်မှဖြစ်ပြီးအကောင်းဆုံးလမ်းညွှန်မှုပေးမယ်အကြောင်းပြောနေတဲ့အချိန်ယေရီရဲ့အပေါင်းအပါတွေကထောက်ခွာသွားဖို့လုပ်နေတာကြောင့်အတမ်းမပြီးသေးကြောင်းပြောကပြန်ထိုင်ခိုင်းရင်ယေရီကိုပို့စာပြန်တော့ခိုင်းနေပါတယ်။ယေရီကလည်းဒီတစ်ခါမှတော့မငြင်းပဲပို့စာကိုတော့ခဲ့ရပါတယ်။ဆီယမကြောင်ထွက်သွားတဲ့အခါမှာတော့ဟန်ရင်ဟာဆီယမကြောင်ကိုတော်တယ်လို့အော်ဟစ်နေရင်လက်ခုပ်လက်ဝါးတီးကအားပေးနေခဲ့ပြန်ပါတယ်။ညဘက်ရောက်တဲ့အခါယေရီကဆီယမကြောင်ကိုဒေါသထွက်နေခဲ့ပြီး post တင်ဖို့လုပ်နေခဲ့တဲ့အချိန် error တက်လာကသူ့ရဲ့ post တွေကို delete လုပ်တဲ့စာတမ်းတွေပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့တစ်ဖက်မှာဂုံးထဲလုံနေခဲ့တာဖြစ်ပြီးတခုမှကြံအကုန်ဖြတ်လိုက်တဲ့အတွက်ယေရီပေါက်ကွဲနေတဲ့အချိန်သူ့ရဲ့မီဒီယာမှာ post တစ်ခုတက်လာပါတယ်။အဲ့ဒါကတော့ဆရာကိုရောင်းစုစီကထွက်လာခဲ့တဲ့အချိန်လှုပ်ချန်တင်ခဲ့တဲ့ဗီဒီယိုဖြစ်ပြီးအခုဗီဒီယိုမှာတော့ပထမတင်ခဲ့တာရဲ့နောက်ပိုင်းလှုပ်ချန်ပြောနေတဲ့ပုံစံတွေပဲဖြစ်ပါတယ်။ဆီယမကြောင်လည်းအဲ့ဒီကိစ္စကိုတွေးလိုက်ရတာကြောင့်ယေရီကိုစိတ်ပူနေခဲ့ပြီးဖုံးဆက်လိုက်တဲ့အချိန်တကားခေါက်တန်ကိုကြားလိုက်ရတာကြောင့်ဖွင့်ကြည့်လိုက်တဲ့အခါယေရီဖြစ်နေပါတယ်။ယေရီကဆရာတွေဟာအကုန်လုံးကြောင်သူတော်တွေပဲဆိုကဒေါသထွက်နေခဲ့ပြီးအကုန်လုံးဖြစ်စေခြင်းတဲ့အတိုင်းတေးပေးမှဖြစ်ပေမဲ့မသေးခင်မှာခမ ्या ကိုတေးအောင်ရင်တက်မယ်ဆိုပြီးတော့အဆောင်တွန်လိုက်ခါဓာတ်နဲ့ဝင်ခုတ်ပါတယ်။ရုံးရင်ဆိုင်ကဖြစ်နေရင်တကားပေါက်ကိုရောက်သွားတဲ့အခါယေရီတယောက်အချိန်လုံးပြီးကြမှာဆိုလို့ဆွဲတင်ပေးလိုက်တဲ့အချိန်ဆီယမကြောင်ကိုဓာတ်နဲ့ပြန်ခိုးလိုက်တာကြောင့်ရှောင်လိုက်တဲ့အခါအောက်ကိုပြုတ်ကျသွားပါတယ်။ဆီယမကြောင်ပြုတ်ကျသွားတာကိုဟွာချင်းဟာအနောက်ကလိုက်ခုန်ချရင်ခန္ဓာကိုယ်နဲ့ကာပေးထားပါတယ်။ယေရီကတော့အဲ့ဒီမြင်ကွင်းကိုအေးအေးဆေးဆေးကြည့်နေပြီးပြန်လှည့်လိုက်တဲ့အချိန် level 1မှာတီးခန့်ဆိုတဲ့ဇလုံးကိုရေးနေခဲ့တဲ့ဟန်ရင်ကိုတွေးလိုက်ရတာကြောင့်ဓာတ်နဲ့ဝင်ခုတ်လိုက်တဲ့အခါဂုံးတွေကတော့ယောက်ျားပြီးနောက်ကိုစုံနေလိုက်ပါတယ်။ယေရီကဟန်ရင်ကိုဓာတ်နဲ့ခုတ်ပြီးဒေါသထွက်အောင်လုပ်နေခဲ့ပေမဲ့ဟန်ရင်ကအသက်ရှင်နေပြီးအတိုင်းခံစားနေလိုက်ဆိုကအောက်ကိုဆင်းလာပါတယ်။အောက်မှာတော့ဆီယမကြောင်ဟာဖွာချင်းကိုစိတ်ပူပြီးလှုပ်နိုးနေခဲ့တဲ့အချိန်ဂုံးတွေပါရောက်လာပြီးစိတ်ုံကခေါ်ဖို့လုပ်နေခဲ့တာကြောင့်ဟန်ရင်ကပဲလေ့ကျင့်ရေးမှာဆိုရင်ဒီတက်မကမြင်းတဲ့နေရာတွေကနေခဏခဏခုံချပူးတဲ့အတွက်ဒီလောက်နေပဲထားလိုက်တော့ဖို့ပြောနေတာကြောင့်ပြုံပြုံကြီးထားလာပါတယ်။ဆီယမကြောင်ကတော့ဘာလို့အဲ့ဒီလိုလုပ်ရတာလဲလို့စိတ်ပူပြီးပြောနေခဲ့ပေမဲ့ကျွန်တော်ကကာကွယ်ပေးမယ်ပြောထားတာကြောင့်ဖြစ်ပြီးနည်းနည်းလေးမှမနာဘူးလို့ပြောနေတဲ့အချိန်နှစ်ဖူးကသွေးတွေစီးကြလာပါတယ်။သွေးတွေကိုမြင်လိုက်ရတဲ့အခါဂုံးတဲ့တယောက်မိလဲသွားတာကြောင့်ဟန်ရင်ကပဲပါရိုက်ပြီးနှိုးနေပါတယ်။
ချွဲကန်စောကတော့အခုဖြစ်ခဲ့တဲ့ဆိုယူမိန်းကလေးအထက်တန်းကျောင်းကကိစ္စကိုနမူနာယူကကျောင်းထဲမှာရောအင်တာနက်ပေါ်မှာပါဆရာတွေကိုလောင်ပြောင်းတဲ့စကားတွေကိုတက်သိမ်းသွားမှာဖြစ်ပြီးပြစ်မှုကြီးငယ်လိုက်ပြင်းပြင်းထန်ထန်အေးအေးယူမှာဖြစ်ကြောင်းပြောကြားနေပါတယ်။ပြန်ဘက်ပါတီကတော့ဆီယမဂါယွန်းရဲ့ဇာပနာပုံတွေကိုကြည့်ကတိုင်ပင်နေကြရင်မီဒီယာတွေကိုတွေးဖို့ခေါ်လိုက်ပါတယ်။ဝန်ကြီးချွဲကန်စောဟာတမိဖြစ်သူနဲ့ပို့ထားတဲ့မက်ဆေ့တွေကိုဖတ်ပြီးဝမ်းနည်းနေတဲ့အချိန်သတင်းတစ်ခုတက်လာတာတွေးလိုက်ရတာကြောင့်ဖွင့်ကြည့်လိုက်တဲ့အခါပြန်မဲ့ပါတီက ERPP ဖွဲ့စည်းရခြင်းရဲ့နောက်ွယ်မှာဆီယမတယောက်သေဆုံးမှုနဲ့ပတ်သက်နေပြီးအဲ့ဒီကျောင်းဆရာမဟာ ERPP အဖွဲ့တည်ထောင်သူဝန်ကြီးချွဲကန်စောရဲ့သမီးဖြစ်ပြီးစစ်စေးရေးမှုနာဝါချင်းနဲ့လည်းစစ်ဆက်ထားသူဖြစ်ကြောင်းပြောကဝန်ကြီးချွဲကန်စောနဲ့ဟွာချင်းကဒီအဖွဲ့ကိုအသုံးချကကျောင်းသားတွေကိုလက်စားချေဖို့အသုံးပြုနေကြောင်းကိုရေးကိုတာကိစ္စအတွက်ကြောင့်လည်းကျောင်းသားတွေကိုနှိပ်စက်နေကြောင်းပြောပြနေပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Juro Recap Channel လေးကို Like and Subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်